Miss Universe မြန်မာမှာဝင်ပြိုင်တော့မယ့်အကြောင်းအရေးမှုပေးလိုက်တဲ့နာမည်ကျော် Model May Grace ဒီအပိုင်းတွင်းမှာနာမည်ကျော် Super Model May Grace Berry က Miss Universe မြန်မာပြိုင်ပွဲဝင်ဖို့အတွက်အားလုံးကိုအသိပေးလိုက်ပါပြီ။အနောက်တိုင်းဆန်တဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ May Grace က Australia မြန်မာကပြတအုပ်ဖြစ်ပြီးလှပလွန်းလို့နာမည်ကြီးတဲ့သူပါ။ May Grace Berry ကို Australia လူမျိုးအဖေနဲ့မြန်မာလူမျိုးအမေတို့ကမွေးဖွားခဲ့တာဖြစ်ပေမဲ့ကြီးပြင်းလာရတဲ့မြန်မာနိုင်ငံအပေါ်မှာတန်ရောစင်ရှိတဲ့သူဖြစ်ပါတယ်။အခုဆိုရင်လည်းနိုင်ငံကုံဆောင်လှမယ်ဖြစ်လို့လေ့ကျင့်နေပြီဖြစ်ပြီးအလှမေလောကတွေကိုဝင်ရောက်လာတော့မှာပါ။ May Grace Berry က Australia နိုင်ငံ Melbourne မြို့မှာကျောင်းသွားတက်ခဲ့ပြီး2019ခုနှစ်မှာဘွဲ့ရခဲ့ပြီးအမှုပညာလုပ်တွေကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ Australia နိုင်ငံမှာကျောင်းတက်စဉ်တုန်းကနာမည်ကြီးမဂ္ဂဇင်းတွေမှာ Fashion Model အဖြစ်လုပ်ကိုင်ခဲ့ပူးပါတယ်။ Miss Universe အလှမယ်တယောက်မှာရှိတဲ့ရုပ်ရည်ဟန်ပန်အမှုရာရည်ချင်းတွေနဲ့ပြည်စုံနေတာဖြစ်လို့သူသာတကယ်ပြိုင်မယ်ဆိုရင်မြန်မာတွေအလှမယ်လောကအတွက်အားတက်စရာဖြစ်မှာပါ။ပရိသတ်တွေအချစ်တော် Super Model May Grace က Miss Universe မြန်မာ2026ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်တော့မယ်ဆိုတဲ့အကြောင်းကိုတရားဝင်ကြေညာလိုက်ရုံတင်နိုင်ငံခြားကအလှမယ်လောကတိပါခရက်ရိုက်သွားခဲ့ပါတယ်။ May Grace ကရုပ်ရည်ချော်မော်ပြီးနိုင်ငံတကာအဆင့်မီကိုဟန်အချိုးအစားကိုပိုင်ဆိုင်ထားရုံသာမကပဲကိုယ့်ယဉ်ကျေးမှုကိုကဘာကသိအောင်ချပြခြင်းနဲ့ဆန္ဒတွေပါဝင်ပါတယ်။မျက်နှာသွင်းပြင်ကအနောက်တိုင်းဆန်တဲ့အလားထက်အာရှတိုက်သူတယောက်ရဲ့ထူးခြားတဲ့အလားတရားကိုပို့ပြီးတော့ကိုစားပြုနေပါတယ်။ Model လောကမှာအောင်မြင်ပြီးသားဖြစ်ပေမဲ့ Miss Universe လိုပြိုင်ပွဲကြီးကတော့စိန်ခေါ်မှုအသစ်တွေအများကြီးရှိနေမှာပါ။ Model တယောက်ရဲ့အဓိကအလုပ်ကအဝတ်အစားကိုအသက်ဝင်အောင်ပြသဖို့ဖြစ်ပေမဲ့အလှမယ်တယောက်ကတော့တွေးခေါ်ပုံစကားပြောစွမ်းရည်နဲ့လူမှုအကျိုးပြုစိတ်ဓာတ်တွေကိုပါပေါင်းစပ်ပြသမှာဖြစ်ပါတယ်။ဒါပေမဲ့ May Grace တဲ့အကြီးမားဆုံးအားသာချက်ကတော့စင်မြင့်ထက်မှာကြောက်ရွံ့မှုလုံးဝမရှိတာပါ။ကင်မရာတွေကိုဘယ်လိုရင်ဆိုင်ရမလဲပရိသတ်ကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုကျွမ်းကျင်ပြီးသားဖြစ်နေပါတယ်။ဒါကြောင့် interview ပိုင်းနဲ့ question and answer ပိုင်းတွေကိုသာတေချာလေ့ကျင့်သွားမယ်ဆိုရင်တကယ်ကိုကြောက်စရာကောင်းတဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်လာမှာပါ။ May Grace ကိုပရိသတ်တွေက Miss Universe မြန်မာကိုဝင်ပြိုင်စေချင်ကြတာအရှင်ကလေးကဖြစ်ပါတယ်။ May Grace ကိုယ်တိုင်ကလည်း2019ခုနှစ်ကလေးကဝင်ပြိုင်မှုစိတ်ကူးရှိခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်မပြိုင်ဖြစ်တာပါအခုတော့ Hello Universe ပြင်နှုတ်ဆက်လိုက်ပြီးဖြစ်တာကြောင့်မြန်မာလှမယ်လောကအတွက်တော့အားတက်စရာဖြစ်သွားပါပြီMay Grace ရဲ့ Miss Universe မြန်မာ2026ခီးစဉ်ကအခုမှစတင်လိုက်ပြီဖြစ်ပေမဲ့အားပေးမဲ့သူတွေကအဆင်သင့်ဖြစ်လို့နေပါပြီထူးခြားတာကဒီနှစ်မှာ National Director ကပြောင်းလဲသွားပြီဖြစ်တာကြောင့်သူ့ကိုအစွမ်းကုန်ပံ့ပိုးပေးမဲ့ဆရာထူးလည်းရှိနေပါပြီဆရာထူးရဲ့ပံ့ပိုးမှုကအားကောင်းလို့သူ့လက်နဲ့ထိသူတိုင်းကစုတွေကိုရှာသွားတတ်ပါတယ် National Director ပြောင်းလဲပြီးတဲ့နောက်မှာဝင်ပြိုင်တော့မဲ့ May Grace တက်တော့အခုကလေးကကြိုတင်ရင်ခုန်နေကြပြီးမကြခင်မှာအခြားပြိုင်ပွဲဝင်တွေကိုပါသိရတော့မှာပါ Miss Universe မြန်မာ2026မှာဆရာထူးကိုယုံကြည်ပြီးလာရောက်ရှင်ပြိုင်တဲ့သူတွေကပိုတိုးလာပါတယ်။ဒါကြောင့်ဒီနှစ်အတွက်အလှမယ်ပြိုင်ပွဲတွေကတော့စိတ်ဝင်စားစရာအပြည့်ဖြစ်တော့မှာပါ။ဆရာထူးရဲ့လက်နဲ့ထိမဲ့အလှမယ်ကဘယ်လိုစုကြီးတွေကိုရယူနိုင်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါပြီ။ May Grace Berry ကိုအလှမယ်တယောက်ဖြစ်အားပေးမှလားဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်